ဒီအပေါ်မှာပြထားတယ်昨天一个客人来我家မနေ့ကဧည့်သည်တယောက်ငါတို့အိမ်ကိုလာသွားခဲ့တယ်ဒီလိုမျိုးစာကြောင်းမှာ一个客人ကို subject နေရာမှာတိုက်ရိုက်ထားလို့မရပါဘူးဘာဖြစ်လို့လဲဆိုတော့一个客人ဆိုတာကဧည့်သည်တဦးမိသူမိဘဖြစ်ကြောင်းနာမည်နဲ့တကွာတိတိကျကျပေါ်ပြခြင်းမဟုတ်ပါဘူးဒီလိုမျိုးတိတိကျကျပေါ်ပြထားခြင်းမျိုးမရှိရဲ့ကိုတိပိတာမဟုတ်ဘဲအစ်ဖြစ်ပေါ်လာတဲ့သူဘုံမဟုတ်ကိစ္စရဲ့တစ်ခုခုကို subject နေရာမှာတိုက်ရိုက်ထားလို့မရပါဘူး比如说昨天我家来了一个客人ဒီလိုလေးမှမှန်ပါမယ်မနေ့တုန်းကဆိုတာပြီးတဲ့ကိစ္စတွေကြောင့်မို့လို့ဖြစ်ပေါ်ပေါက်လာတာမဟုတ်တဲ့ကိုတိပြီးတာမနေ့ကကိစ္စကိုပြောတာဖြစ်တဲ့ကြောင့်一个客人ကို subject နေရာမှာတိုက်ရိုက်မထားဘဲနဲ့ option နေရာ verb ရဲ့အနောက်မှာထားပြီးတော့ပဲသုံးပြီးလို့ရပါမယ်老师ပြုလုပ်တဲ့သူ subject နေရာမှာပဲထားခြင်းနေဆိုလို့ရှိရင်ကတော့ပြုလုပ်တဲ့သူကမိသူမိဝါဖြစ်ကြောင်းနာမည်နဲ့တကွတိတိကျကျပေါ်ပြထားတဲ့သူကိုတိပြီးသားသူတို့မဟုတ်ကိုတိပြီးသားကိစ္စရဲ့ဆိုလို့ရှိရင် subject နေရာမှာတိုက်ရိုက်ထားလို့ရပါတယ်比如说昨天小明来我家မနေ့တုန်းက小明ကအိမ်ကိုလာသွားခဲ့တယ်